ဒီ CEO ကတော့သူ့ချစ်သူကောင်မလေးကသူ့ကိုအယမ်းချစ်တယ်မို့လို့ဘယ်တော့မှထားသွားရဲမှာမဟုတ်ဘူးဆိုပြီးကိုယုံကြည်မှုတွေလွန်ကဲနေခဲ့ပါတယ်။ဒါကြောင့်သူတို့ရဲ့စိတ်ကြောက်ပွဲနေမှာလူတွေအများကြီးရှိနေရအောင်ဂရုမစိုက်ပဲသူ့ရဲ့ငယ်ချစ်ဦး White Moonlight ကိုပွေ့ချပြီးချစ်သူကောင်မလေးကိုသူ့အောင်တဲပစ်ထားခဲ့ပါတယ်။ဒီအခြေအနေကိုမြင်လိုက်ရတဲ့ကောင်မလေးကတော့နောက်ဆုံးမှာတီးမခံနိုင်တော့ပဲအရှုံးပေးလိုက်ပါတော့တယ်။သူတို့ချစ်ချင်းမြတ်တာရဲ့သင်္ကေတဖြစ်တဲ့စိတ်ဆက်လက်စွပ်ကိုဖြည်းဖြည်းချင်းချွတ်လိုက်ပြီးအဲ့ဒီအကုန်လုံးရဲ့ရှေ့မှာပဲဒီနေ့ကစပြီးရှက်လို့အသုံးမကျတဲ့လူနဲ့ငါဘာမှမပတ်သက်တော့ဘူးလို့အေးဆေးကြည်ညာပြီးလက်စွပ်ကိုကြမ်းမြင်ပေါ်လွှင့်ပြလိုက်ပါတော့တယ်။အဲ့ဒီနောက်အိမ်ပြန်ရောက်တာနဲ့ပစ္စည်းတွေအကုန်သိမ်းအမတ်တရထပ်ပုံတွေကိုအမိုက်ပုံးထဲထည့်ပြီး CEO ရဲ့ဘဝတွေကနေအပီးအပိုင်ထွက်ခွာသွားလေပါတယ်။ CEO ကတော့ဒါကိုမိန်းကလေးတွေရဲ့ထုံးစံတိုင်းစိတ်ကောက်ပြီးပြားထပ်ခင်းနေပဲထင်နေခဲ့တာပါ။ဒါပေမဲ့ကောင်မလေးကတော့ပြလက်မကြည့်တော့ပါဘူး။အိမ်ယာဝင်းတွေကထွက်လာတော့ CEO ရဲ့တငယ်ချင်းနဲ့ဝင်တိုက်မိပါတယ်။အဲ့ဒီအချိန်မှာ10နှစ်လုံးသူမကိုတိတ်တကိုးချစ်နေခဲ့တဲ့တငယ်ချင်းဖြစ်သူကအခွင့်ကောင်းကိုလက်မလွတ်ခံတော့ပဲရဲဝမ်းမဲ့လက်ထပ်ခွင့်တောင်းလိုက်ပါတယ်။စိန်နာနေတဲ့ကောင်မလေးကလည်းချက်ချင်းလက်ခံလိုက်ပြီးတရားရုံမှာလက်မှတ်ထိုးကသူတို့နှစ်ယောက်ချက်ချင်းလက်ထပ်လိုက်ကြတယ်။တစ်ဖက်မှာတော့ CEO အတင်ရောက်ဘာမှမသိသေးပါဘူး။တပတ်လောက်ကြာလို့ခီးကပြန်ရောက်လာမှကောင်မလေးအိမ်ပြန်မရောက်သေးတာကိုတတိထားပြီးဖုံးဆက်လိုက်တဲ့အခါလမ်းခွဲစာပို့ပြီး block လုပ်ထားတာကိုခံလိုက်ရတယ်။ဒေါ်ထားထွက်ပြီးကောင်မလေးရဲ့လိပ်စာအသစ်ကိုစုံစမ်းပြီးအိမ်လိုက်သွားပြန်တော့လေကောင်မလေးကရှင်ဟိုမိန်းမကိုရွေးလိုက်ကြတဲ့ကကျမတို့ဇလန်းပြက်ပြီးလို့ပြက်သားပြောလွှတ်လိုက်ပါတယ်။ CEO ကမရရအောင်ပြန်ခေါ်ဖို့ကြိုးစားရင်သူ့အချစ်ဦးကနေမကောင်းလို့ကူညီပေးတာပါလို့စင်ချီပြီးပြေးပြန်ပါတယ်။ကောင်မလေးကလက်မခံတော့ CEO တယောက်တနာအောင်နေမကောင်းချင်အောင်ဆောင်ပြပြန်ပါတယ်။ဒါကိုမြင်တော့ကောင်မလေးကပြုံးပြီးအော်ရှင်နေမကောင်းလို့စေးရုံသွားမလို့လားဒါဆိုအပြန်ကြရင်အိမ်ကအမိုက်ထုတ်ပါတခါတည်းကူလွန့်ပေးသွားအောင်လို့ခက်ပြက်ပြန်ပြောလိုက်တာကြောင့် CEO ခင်ဗျာဒေါသထွက်လွန်ပြီးတကယ်ပဲစေးရုံတက်လိုက်ရပါတော့တယ်။စေးရုံတက်နေတာတော့ကောင်မလေးကလာမကြည့်တာပြန် CEO ကိုမနာလို့ဖြစ်အောင်သူ့တငယ်ချင်းနဲ့မင်္ဂလာပွဲကျင်းပပြီးဖိတ်စာပို့ဖို့အထီတောင်ကြံစီနေပါပြီ။ကဲ CEO တယောက်သူ့တငယ်ချင်းနဲ့သူ့ချစ်သူဟောင်းမင်္ဂလာဆောင်မဲ့တဲ့တင်ကြားလိုက်ရင်ဘာတွေဆက်ဖြစ်မလဲဆိုတာသိကြတော့ဒီဗီဒီယိုလေးကို like and subscribe လုပ်ထားကြပါအောင်ခင်ဗျာ။